Okay, okay, အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခေါက်တော့မြန်မာစတာစီစဉ်ဖို့ရဲ့တော့15ရှိုးလေးကိုရရှိလာခဲ့ပြီဗျအခုတစ်ခေါက်တော့15မှာတော့ Funny 2ရဲ့တီတိုရှိတဲ့မူလေးကိုကျွန်တော်တို့တူတူနားဆင်ကြည့်အောင်လားနော်မင်္ဂလာချစ်ပါဆိုတဲ့ချင်းလေးကိုသူကဒီဆိုရှင်းပြထားတယ်ဗျသူဒီဆိုမူလေးကိုကျွန်တော်တို့တူတူနားထောင်ပြီးတော့နောက်တစ်ဆင့်ထပ်တက်မလားမတက်ဘူးလားကျွန်တော်တို့တူတူဆုံးဖြတ်ကြည့်အောင်ဗျာနော်ဟုတ်ကဲ့အဲ့ဆိုနားဆင်ကြည့်လိုက်ရအောင်ဗျ在秋为年起，有年吹草，没吃的开的，吃的苦，哪有多？对面的个地那边，风飘飘不着看那边，吃的没看里的药业，一满里把贵。切开不让米罗布，也马口为那边切，没落在那步，突然的切个把子，别穿路多着呢，大瑞人才那不起耶，故你哦。Funny 2ကတော့ Funny 2လို့ရတာတော့နည်းနည်းကိုပြောတော့ပေါင်းနေကြတယ်နောက်ဆက်တက်မယ်လို့ကျွန်တော်ကြည့်ကြည့်ဆောင်းနာအပြည့်မယူစေချင်ဘူး从小不对也才麻辣，论水面嘞没对节目里的个叫谁呀？吃的苦人呢，阿龙眼才美，也嘛莫半路的吃对个，嘟嘟表里面。西九嘛，每个里切莫苗眼前你美。ကဲဟုတ်ကဲ့အဲ့ဆိုတည်ဆမှုလေးကတော့ဒီလောက်ပဲဗျာနော်။အိုးအစားနေပြီးတော့တခြားအဆင်ပြေခဲ့ပြီဗျာ။ပြီးကန်လေးမှပဲတစ်ချက်လေးထောက်ပြီးမားသွားတယ်ဗျာ။တကယ်ရင်းနာတယ်။ကဲအဲ့ဆိုလို့ရှိရင်ပြည်သက်ကြီးတို့သူရဲ့တည်ဆမှုလေးကိုဘယ်လိုသဘောရလဲဗျာ။ comment လေးထဲမှာဝင်ရောက်ပြီးတော့မှတ်မိပေးလို့ရပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုလည်း like and subscribe လုပ်ပေးကြပါအောင်ဗျာနော်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်